္ဂလာပါ2025ခုနှစ်ဇွန်လ19ရက်အတွက်ဘာမာ briefing ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စကိုင်းကလေးနံကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်တရားရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းသတင်းထုတ်ပြန်နေဆိုတဲ့သတင်း။ဒေါအောင်ဆန်းစုကြည်မွေးနေ့ထိမ်းမှတ်ဖြင့်မြန်မာနိုင်ငံအခြေစိုက်နိုင်ငံသားတန်ယုံတွေမွေးနေ့ဆုတောင်းနေဆိုတဲ့သတင်း။အတန်ဖိုင်ပေါက်ကြားမှုအတွက်ထိုင်းဝန်ကြီးချုပ်ပြည်သူကိုတောင်းပန်နေဆိုတဲ့သတင်းပြင်အခြားသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ပြီးခဲ့တဲ့မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းအား9.9အဆင့်ရှိငလျင်ကြီးကြောင့်ဒေါအောင်ဆန်းစုကြည်ရဲ့ဘယ်ဘက်လက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စုဖောင်ဒေးရှင်းကသတင်းထုတ်ပြန်ပါတယ်။နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ကြာရောက်မဲ့ဇွန်လ19ရက်နေ့အတွက်ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာငလျင်တန်းကြောင့်သူမကိုအကျဉ်းချထားတဲ့ထောင်အဆောက်အဦပျက်စီးခဲ့ပြီးဘယ်ဘက်လက်မောင်းဒဏ်ရာရရှိခဲ့တာဖြစ်ကြောင်းဖော်ပြထားပါတယ်။စုဖောင်ဒေးရှင်းရဲ့ဥက္ကဋ္ဌဂျင်းတော့နဲ့မှုဆောင်ရာကြီးချုပ်ဒေါက်တာမိုက်ကယ်မာရက်ခရော့စပီတို့ကဒေါအောင်ဆန်းစုကြည်ရဲ့ကျန်းမာရေးနဲ့ဘေးကင်းလုံခြုံမှုကိုစိုးရိမ်ပူပန်ကြောင်းမြန်မာနိုင်ငံရဲ့ငြိမ်းချမ်းရေးနဲ့ပြန်လည်တည်မြဲရေးအတွက်ဒေါအောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုပြန်လွှတ်ပေးဖို့သူမရဲ့အသက်80ပြည့်မွေးနေ့မှာစုဖောင်ဒေးရှင်းကတောင်းဆိုလိုက်ကြောင်းလည်းကြေညာချက်ထဲမှာထည့်သွင်းဖော်ပြထားပါတယ်။ဒေါအောင်ဆန်းစုကြည်ရဲ့ရှေ့နေတွေဖြစ်တဲ့ဖရန်ဆွာဇီမာရီနဲ့ကက်တလီနာတီလာဆိုတာတို့ကလည်းကဘာကြီးကဒါတွေကိုလစ်တူရှုထားနေတော့မှအချင်းထောင်ထဲမှာတင်ဒေါအောင်ဆန်းစုကြည်အသက်ဆုံးရှုံးသွားမှာကိုအလေးနက်စိုးရိမ်နေကြောင်းဒေါအောင်ဆန်းစုကြည်ရဲ့အသက်အရွယ်နဲ့2011ခုနှစ်တည်းကပုံမှန်လင်းလင်းဘာမှသိခွင့်မရပဲထိမ့်သိမ်းချုံနှောင်ခံထားရတာတွေကြောင့်သူမတရားရထားတဲ့ကိစ္စအပေါ်အများကြီးစိုးရိမ်ပူပန်နေရလို့ပြောဆိုထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာနိုင်ငံသားတန်ယုံအများပြားဟာဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ်သက်ဆိုင်ရာတန်ယုံတွေရဲ့ social media တွေပေါ်မှာဒေါအောင်ဆန်းစုကြည်ဓာတ်ပုံတွေဖြန့်ဝေလာတာ profile picture ပြောင်းလဲတာတွေပြုလုပ်ပြီးဂုဏ်ပြုနေကြပါတယ်။ပြင်သစ်တန်ယုံ၊ဖင်လန်တန်ယုံ၊အမေရိကန်တန်ယုံ၊နယ်သာလန်တန်ယုံ၊ဒိန်းမတ်တန်ယုံ၊EU ၊ဂျာမနီတန်ယုံ၊UK တန်ယုံ၊အီတာလီယန်တန်ယုံ၊ဆွီဒင်တန်ယုံနဲ့အခြားတန်ယုံတွေရဲ့ Facebook page တွေမှာဒေါအောင်ဆန်းစုကြည်ရဲ့ဓာတ်ပုံတင်တာ profile ထိညာတွေနဲ့မွေးနေ့ဆုတောင်းစကားတွေဖြန့်ဝေထားပါတယ်။မြန်မာနိုင်ငံဆိုင်ရာ UK တန်ယုံရဲ့ page မှာတော့ဖန်စီချုံနှောင်ခံထားရဆဲဖြစ်တဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့ထိမ်းအမှတ်ဖြစ်ယနေ့မိမိတို့ profile ကိုပြောင်းလဲထားခြင်းဖြစ်ပါတယ်။ UK အစိုးရအနေနဲ့ဒေါအောင်ဆန်းစုကြည်နဲ့တကွမြန်မာနိုင်ငံအတွင်းမတရားဖမ်းဆီးခံရသူများအားလုံးကိုချစ်ချင်းပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်လို့ရေးသားထားပါတယ်။အတန်ဖိုင်ပေါက်ကြားမှုအတွက်ထိုင်းဝန်ကြီးချုပ်ပြည်သူကိုတောင်းပန်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်နဲ့ပုံပြောဆိုမှုတွင်ထိုင်းဒုစစ်တိုင်းမှုဒုဗိုလ်ချုပ်ကြီးအပေါ်မှတ်ချက်ပေးခဲ့မှုနဲ့ပတ်သက်ပြီးထိုင်းဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်ကပြည်သူကိုလူသိရှင်ကြားတောင်းပန်ကြောင်းယနေ့ဇွန်လ19ရက်မှာထုတ်ပြန်ပါတယ်။ပေါက်ကြားခဲ့တဲ့အတန်ဖိုင်တွင်ဒုစစ်တိုင်းမှုပေါ်ပြောဆိုခဲ့မှုအတွက်ဝမ်းနည်းကြောင်းထုတ်ဖော်ပြောကြားခဲ့ပြီးဖုန်းခေါ်ဆိုမှုကိုမှတ်တမ်းတင်ထားတာသူမသတိမထားမိခဲ့ဘူးလို့ဆိုပါတယ်။ဝန်ကြီးချုပ်ပေထုံတန်ကကမ္ဘောဒီးယားရဲ့ကျူးကျော်ဝင်ရောက်မှုမှန်သမျှကနေထိုင်းနိုင်ငံရဲ့နယ်မြေပိုင်နက်ကိုကာကွယ်ဖို့သူမရဲ့အစိုးရဟာလက်နက်ကင်တပ်ဖွဲ့တွေနဲ့စီစီလုံးလုံးဆက်လက်ရပ်တည်နေရဆိုတာထိုင်းလူထုကိုအာမခံကြောင်းတပ်မတော်ခေါင်းဆောင်တွေနဲ့ပြုလုပ်တဲ့ရေးပေါ်တွေ့ဆုံမှုအပြီးသတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ဘူးကစားပြီးကျမစကားတွေကိုပိုသတိထားပါမယ်။ကျမတို့စီလုံးညီညွတ်နေရင်ဒီအချက်တဲကနေလွတ်မြောက်မှာပါလို့ဝန်ကြီးချုပ်ကပြောပါတယ်။ပေါက်ကြားခဲ့တဲ့တန်ဖိုင်ထဲမှာဝန်ကြီးချုပ်ပေထုံတန်ကဟွန်ဆန်ကိုဦးလေးလို့ခေါ်ဝေါ်သုံးဆွဲခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့အိတ်ခါကိုထိခိုက်စေတဲ့နေဆက်ပြဿနာနဲ့ပတ်သက်ပြီးအစိုးရရဲ့အမြင်နဲ့စန့်ကျင်တဲ့အတန်တွေကိုနားမထောင်ဘူးပြောဆိုခဲ့ပါတယ်။ဒါဟာကမ္ဘောဒီးယားနယ်စပ်ကိုတာဝန်ယူထားတဲ့ဒုစစ်တိုင်းမှုဒုဗိုလ်ချုပ်ကြီးဖွန်ဆန်ပကလန်ပါစန့်ကျင်ဘက်ကလူတွေရဲ့စကားကိုနားမထောင်ဘူးပြောဆိုခဲ့တာဖြစ်တယ်လို့ဒေတာရင်းမီဒီယာတွေကဖော်ပြထားတာပါ။အတန်ဖိုင်ပေါက်ကြားမှုအပြီးထိုင်းဝန်ကြီးချုပ်ပေါ်ဖိအားမြင့်တက်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံဝန်ကြီးချုပ်ပေထုံတန်ရှင်နာဝက်နဲ့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်းအထက်လွှတ်တော်ဥက္ကဋ္ဌဟွန်ဆန်တို့အလွတ်သဘောဖုံးပြောထားတဲ့အတန်ဖိုင်ဂျမန်နီကပေါက်ကြားခဲ့ပြီးနောက်ထိုင်းဝန်ကြီးချုပ်ကိုနှုတ်ထွက်ပေးဖို့တောင်းဆိုမှုတွေလည်းရှိလာနေပါတယ်။ဒါအပြင်ထိုင်းနိုင်ငံရဲ့ဒုတိယအကြီးမားဆုံးမိတ်ဖက်ပါတီဖြစ်တဲ့ဖူချိုင်းထိုင်းပါတီကမြို့ပေါင်းအစိုးရအဖွဲ့အားနှုတ်ထွက်ကြောင်းလည်းဇွန်လ18ရက်ညနေပိုင်းကကြေညာခဲ့ပါတယ်။ပေါက်ကြားခဲ့တဲ့အတန်ဖိုင်ထဲမှာဝန်ကြီးချုပ်ပေထုံတန်ကဟွန်ဆန်ကိုဦးလေးလို့ခေါ်ဝေါ်သုံးဆွဲခဲ့တယ်လို့ထိုင်းစစ်တပ်ရဲ့တိတ်ခါကိုထိခိုက်စေတဲ့နေဆက်ပြဿနာနဲ့ပတ်သက်ပြီးအစိုးရရဲ့အမြင်နဲ့ဆန့်ကျင်တဲ့အတန်တွေကိုနားမထောင်ဘူးပြောဆိုခဲ့ပါတယ်။ဒါဟာကမ္ဘောဒီးယားနယ်စပ်ကိုတာဝန်ယူထားတဲ့ဒုစစ်တိုင်းမှုဒုဗိုလ်ချုပ်ကြီးဖွန်ဆန်ပကလန်အပါဆန့်ကျင်ဘက်ကလူတွေရဲ့စကားကိုနားမထောင်ဘူးပြောဆိုခဲ့တာဖြစ်တယ်လို့ခောက်ဆက်သတင်းကဖော်ပြပါတယ်။နှုတ်ထွက်သွားတဲ့ဖူချိုင်းထိုင်းပါတီကပေါက်ကြားလာတဲ့ဖုန်းပြောဆိုမှုဟာထိုင်းနိုင်ငံရဲ့အချုပ်အခြာအာဏာနယ်မြေပိုင်နဲ့အမျိုးသားအကျိုးစီးပွားနဲ့ထိုင်းစစ်တပ်ပေါ်ထိခိုက်မှုတွေရှိတယ်လို့ထောက်ပြခဲ့ပြီးထိုင်းအစိုးရအနေနဲ့အတန်ဖိုင်အတွက်တာဝန်ယူဖို့ကြေညာချက်ထဲမှာဖော်ပြထားပါတယ်
လက်ရှိမှာအတိုက်ခံပါတီတွေကဝန်ကြီးချုပ်ကိုနှုတ်ထွက်ဖို့သို့မဟုတ်ယာဒူးကထုတ်ပယ်ဖို့ထိတောင်းဆိုမှုတွေပြင်းထန်လာပါတယ်။အငိမ့်စားဗိုလ်ချုပ်ကြီးပရာဝစ်ဝမ်ဆူဝန်ဦးဆောင်တဲ့ဖလန်ပရာချာရတ်ပါတီကဝန်ကြီးချုပ်အနေနဲ့စိတ်ဆက်ညှိနှိုင်းမှုမှာကျွမ်းကျင်မှုအားနည်းပြီးဒါဟာသူမရဲ့ခေါင်းဆောင်မှုစွမ်းရည်ကိုဖော်ပြနေရလို့ပြောဆိုဝေဖန်ခဲ့ပါတယ်။ဒါအပြင်ယာဒူးကနှုတ်ထွက်ပေးဖို့လည်းတောင်းဆိုထားပါတယ်။အငိမ့်စားဗိုလ်ချုပ်ကြီးပရာဝစ်ဟာ2014ခုနှစ်ကစစ်တပ်အာဏာသိမ်းမှုမှာပါဝင်ခဲ့တဲ့ဒုတိယစစ်အုပ်ချုပ်ရေးခေါင်းဆောင်ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်ပါတယ်။ဘာမာဘရီဖင်ရဲ့ညနေပိုင်းသတင်းအစီအစဉ်ကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။